ဗိုလ်ချုပ်အောင်ဆန်းကဘာလို့များစံပတိရှိလဲဆိုရင်ကျွန်တော်အခွင့်အရေးမှာအမြဲတမ်းပါပါတယ်သူဖဆဖလာဥက္ကဋ္ဌသူတိုက်ပုံမင်းနဲ့ပဲဟေးတိုက်ပုံမင်းနဲ့နော်နတ်မောက်သားက33နှစ်မပြည့်ခင်သေတဲ့လူက10တန်းဖြည့်စရာနတ်မောက်မှာအကြောင်းမရှိလို့ရင်နံကျောင်းမှာသူ့အကိုဥပဝင်းကျောင်းမှာဖြည့်တဲ့လူကငင်းနေမဲ့ထိန်လင်းကစနေသားကမလေးစာနာစိတ်ကြီးနေလိုက်တာတက်မလို့ကာဝေးဦးစီးချုပ်အင်္ဂလိပ်ကိုချမရဂျပန်ခေါ်လာပြန်တိုက်ထုတ်ဂျပန်ထွက်သွားအင်္ဂလိပ်ပြန်ဝင်လာပြီလေလွတ်လပ်ရေးတောင်းဆိုဖို့ငါစစ်ဝတ်စုံချွတ်ပြီဘုရားဆန်အင်္ဂလိပ်ပြန်ဝင်လာတော့စစ်ဝတ်စုံချွတ်လိုက်ပြီဖဆပလာမှာငါဥက္ကဋ္ဌနငယ်လုံးမယ်တောက်ဝတ်စုံချွတ်တယ်လေတိုင်းပြည်လွတ်လပ်ရေးကိုလုပ်တဲ့နငယ်သမားဆိုတာတောက်ဝတ်စုံချွတ်ရမယ်ဘုရားဆန်ဘောင်းမီနဲ့အင်ကြီးအုတ်ထုတ်ရှုဖနာအကုန်ချွတ်လိုက်တယ်တိုက်ပုံအမဲနဲ့ကွာလန်ကရုံးနဲ့ပိုးလို့တဲ့ခေါင်းပေါင်းနဲ့ချသွားပြီဘုရားဆန်ဖဆပလာဥက္ကဋ္ဌဆက်ကြည့်ဦးမသိခင်တနေ့ဘုရားဆန်ပြတ်တယ်အကုန်ချွတ်ပြတာဘောင်းမီတွေရောအင်ကြီးတွေရောအုတ်ထုတ်တွေရောဟိုလိုဒီလိုမလုပ်ဘူးသူကဘာညာဟိုတကယ်ပြောတာလေမလုပ်ဘူးမြောက်မပေးနဲ့မြောက်မပေးနဲ့လာကိုကြီးမင်းညိုခဏလူတွေမြောက်မမြောက်ပေးနဲ့ကျွန်တော်ကအယုတ်ကံပြောတာကမလို့6ကလူတွေဆန်းဆန်းကျဲလက်ခုပ်လက်ထတီးနေတယ်ကြောက်စရာကြီးတွေဆရာကြီးကိုအောင်တင်ပြောသလိုမလုပ်နဲ့နော်လက်ခုပ်မတီးရင်မင်းရဲ့အမှုကတာမန်တယ်မမှုတဲ့လက်ခုပ်တီးရင်မင်းအမှုကကြီးပြီးရာဇဝတ်မှုတဲ့မလုပ်နဲ့တော့ဒုက္ခမပေးနဲ့ရောင်းပြောသားမယ်လုပ်နေထားတော့ဖဆပလာဥက္ကဋ္ဌအိမ်မှာနေပြီးဒေါခင်ကြီးနဲ့သမီးနဲ့သားနဲ့ကားနဲ့ထွက်လာတယ်အခုအံ့ဩစရာကြီးတော့ကန်တော်ကြီးဆောင်တာဝါလေးအိမ်ကိုတို့ရန်ကုန်ဆရာကြီးတို့လူများစုသိလို့ကျွန်တော်ပြောတာပါကန်တော်ကြီးဆောင်အခုပြတဲ့အိမ်လေသူ့သမီးနေတဲ့အိမ်မဟုတ်ဘူးအခုရန်ကုန်တက်တော်ဘေးနာတက်ကတော်ရိတ်တာလမ်းပေါ်ကသူ့သမီးနေတဲ့အိမ်မဟုတ်ဘူးအဲ့ဒါကဟိန္ဒူကလားကြီးတယောက်ကအိန္ဒိယမပြန်ခင်လက်ဆောင်ပေးသွားတာတနာလို့ဘုရားဆန်အိမ်မရှိလို့ရန်ကုန်မှာတိုင်းပြည်ကောင်းဆောင်နံပါတ်1အိမ်မရှိဘူးကွာတယ်ကွာဖညီမင်းညုံနဲ့ကွာဖဟိုကောင်ညီမင်းညုံကြီးပြောတာတွေ့တိုက်ခန်းရှိတယ်အိမ်မရှိဘူးဟဲ့ကြေခွဲစရာကြီးနော်သမီးတို့ထားပြအိမ်မရှိဘူးအဲ့ဒါသူသမီးကသူမပေးထားတာအခုပြတဲ့လူတွေအိမ်ကအစိုးရပေးထားတာကျွန်တော်ဒေါသထားလိုက်ပြောရင်စိတ်ခေါ်မယ်က6သားတွေနဲ့ဘိုးကျောင်းဆန်သူ့ဘက်သူပတ်စံစွပြီးတော့လာခကိုစွပြီးတော့ဝယ်ထားတဲ့တိုက်ခန်းပြော10ပေခန်းမောင်သားချိုအကြည်တော်အောက်မှာထိုင်နေတဲ့ညီမင်းညိုဒေါက်တာဦးထင်းမောင်ခေါ်စာရေးဆရာနတ်မှုကဗျာဆရာရှိတဲ့မောင်တန်းဆိုး6တို့ကိုဖေတင်ညွန့်တို့အကုန်လည်းမဖြတ်ခံမယ်ကဲကျွန်တော်လိုက်ပြရန်ကြောင်ရောင်သားဘယ်လမ်းမှာလဲပြောကျွန်တော်ဆုလေဖျားလမ်းမှာလားပြောကျွန်တော်ပြကဲညီတကယ်ပြောနေတာလို့ကြီးကျွန်တော်နားထောင်ကောင်းပြောတော့မဟုတ်ဘူး33လမ်းမှာလားကဲပြကျွန်တော်ဘာလမ်းမှာလားကဲဘယ်လမ်းမှာလဲမပြောဘယ်ထက်မှာလဲဘယ်အလွှာမှာလဲစမ်းကြောင်းမှာလားညင်နီကုန်းမှာလားလှဲတန်းမှာလားငါးပေကံပြကျွန်တော်တတ်ခံမယ်မောင်တော်ချိုတတ်ခံမယ်ကဲအောင်ဆန်းကသူ့မဆန်နဲ့ဝယ်ပြီးစွပြီးတော့ဝယ်ထားတဲ့တိုက်ခန်းငါးပေကံပြကျွန်တော်ကဲမတို့နော်ခြေခွဲစရာကြီးတိုင်းပြည်ရဲ့နံပါတ်1ခေါင်းဆောင်ကမင်း10ပေကံတော့မဝင်နိုင်ဘူးလားကျွန်တော်ဒေါသထားနေတာထားပါဗျာအေးထွက်လာလေကဲထွက်လာပါဖြစ်လေကဲထွက်လာပြီကားနဲ့ထွက်လာပြီအကျော်တဲဒွိရပ်ပြီလူရင်းတို့ရှင်းရပ်ဒရိုင်မာတက်တက်ကြီးကျော်စိန်ဆင်းသွားပြီအကျော်တဲလင်မယား2ယောက်ကျွန်တော်ကဟိုအချိန်ုံငယ်လိုမြန်ပြောနေတာမိမအကျော်ကျော်နေတယ်ဒဲဦးနဲ့ဘုဒ္ဓကျော်လေးဘရားကျော်လေးကိုလာအထက်လာအောက်လှန်ပေါ့ယောက်ျားအဝတ်ကလေးနဲ့ဒါမျိုးရင်နွေးကွက်လေးနဲ့တုံနေတယ်တတိတဲလေးအမိုးလေးနဲ့မတ်တရက်လို့ဘွားဆိုလူတယောက်ဝင်လိုက်ပြီအုတ်ထုံနဲ့ကာကီအေးကြီးနဲ့ကာကီပေါင်းမီနဲ့ဟာဘုံကြုံဆန်းငါမတော်ခါမဟုတ်ဘူးဟဲ့မတကြီးမဟုတ်ဘူးလမ်းဘေးအကျော်တဲစီဆင်းလာတာတိုင်းပြည်ကောင်းတော့ဘုံကြုံဆန်းကဲဖြစ်နေတော့ဟာဆိုဘုံကြုံကြီးမင်းခွက်ချတာချမင်းတို့ဘယ်နေရလဲဟေ့အောင်ရိုးကောင်းပြောမယ်မကြောက်နဲ့ငါ့ကိုရိုးငါမေးတာဖြစ်ကျွန်တော်ဒနုဘက်ကပါဘုံကြုံဒနုဘက်ကမင်းဘာလေးလဲကျွန်တော်ကရင်ကဗျာမင်းဘောတက်လာရောင်တက်လာတယ်တိုင်းပြည်မညီမတဲ့နဲ့ဘုံကြုံကစစ်ဖြစ်တဲ့ကာလကြီးမှာအင်္ဂလိပ်နဲ့ဂျပန်အထက်ဝင်တွေနဲ့ကရင်နဲ့ဗမာနဲ့တက်ကြကျွန်တော်တို့မိသားစုစောင်းနေခက်လို့ရန်ကုန်တက်ကြောက်မြောင်းမှာကျွန်တော်တို့အိမ်လေးငှားပြီးနေလို့မင်းတို့စပါလို့တာလေအစကျွန်တော်မြင်းလဲမောင်းတာဘုံကြုံမကြိုက်လို့ကျွန်တော်တို့အကျော်မင်းသားသမီးမရှိလားကျွန်တော်လင်မယားအသားမီးမထွန်းရပါဘူးဘုံကြုံအဆင်ပြေလားအကျော်လေးရောက်တဲ့ခါကျကျွန်တော်အဆင်ပြေဘုံကြုံမင်းငါကြည့်နေတာကြာပြီစွတ်ကြိုင်ပြန်နေဒ
ဒီဇင်ဘာလာကြီးကျွန်တော်တို့ပြသူတပူတွေကြီးပေါ့ရောင်မချမ်းနေကြကြီးငါကားမောင်းရင်နဲ့မြို့ဖြတ်ကြည့်နေတာမင်းတပတ်လောက်ရှိပြီနော်တဲ့ကဲအခုမှဆင်းလာတာမဟုတ်ဘူးတိုင်းပြည်ကောင်းဆောင်ကကားနဲ့တွိုင်းလဲလှမ်းကြည့်နေရတယ်ပါလို့လမ်းပြပိတ်သက်ကိုကားမှတ်တယ်မလူတွေကြက်သလားချောင်းသလားဈေးတယ်လေးတွေဘယ်လိုစားကြသလဲဒီလိုကြီးဂုံငွေကြီးနဲ့မဟုတ်ဘူးမဟုတ်ဘူးသူကမဟုတ်ဘူးသူကမဟုတ်လေဘာလဲကျွန်တော်ရိုးပြောတာကျွန်တော်မျက်စိကဘေးမချော်နဲ့တို့ကြီးမဟုတ်ဘူးခိုးကြည့်ဒီကြည့်သွားတာလေကြည်ရင်ကြမ်းလည်းမတွေ့တော့ဟေးအလွန်ထူးဆန်းနေနော်ဆင်းချလာလားအေးမင်းကိုငါပြောမယ်ကွာငါအိမ်မှာမခင်ကြီးနဲ့ငါနဲ့မနေ့ကညတော့စကားပြောကြသေးတယ်တဲ့တို့လမ်းထိပ်ကအကျော်တရကောင်းလေးကအဲ့ဒီမရှိဘာမရှိနဲ့မခင်ကြီးရဲ့ငါတနာနေတာငါတနေ့တော့ဆင်းမေးဦးမယ်ဆိုငါခုရုံးညင်နေဆော့လို့ငါဆင်းမေးတာတဲ့မင်းအဲ့ဒီမရှိဘူးလားအဲ့ကြမှာဆွတ်တဲ့ကျဲမြတဲ့ကောင်လေးကဘိုးကျကျွန်တော်မှမရှိပါဘူးဗမာပြည်သူပြည်သားများဆင်းရဲပြီဆိုရင်မတို့ကုန်းကောက်เสียမရှိပါဘူးဟင်းသလားတက်ကတူမှနေတယ်ကျွန်တော်တက်တူရှိရအပေါင်ဆိုင်လေးကကိုသိန်းဝင်းနဲ့ကျွန်တော်လည်းရင်းနှီးလို့ကျွန်တော်တောထိုင်နေတာလာပေါင်လိုက်တာထမင်းအိုးတွေစောင်းနေမကြသေးပါဘူးကျွန်တော်ရန်ကုန်ပြောင်းလာ3နှစ်ရှိပါသေးတယ်အမတို့မောင်သားချွဲတော့မဆိုးဘူးကျွန်တော်ဒါပြောလက်ခံတယ်ဆရာဦးကျွန်တော်တို့မဆိုးပါဘူးသူဆိုးသူများဟာဆရာကြီးကြောက်เสียကောင်းတော့မနေ့ကအဲ့ရထလာတယ်ညဆောင်ချုံအိတ်တယ်ဆောင်းရင်းချမ်းလို့ရောက်ဘယ်လောက်လဲ400ယူသွားတယ်ဟင်းသလားဈေးထွက်သွားတယ်အဲ့ပြန်လေလျား2ယောက်တောက်တူမရအကုန်လုပ်တယ်ဝက်သားတောင်းထမ်းတယ်ရောက်ပေး90ပေး100 9000ထမ်းမယ်ဆရာကြီးတို့ပေး150ဆရာအဲ့လိုပေါ့ဆရာကြီးဘိုက်စားတယ်မင်းကဝက်စားမယ်လက်ဖေးတောင်းမယ်စိတ်တောင်းမယ်ပြီးရင်ဘောလုံးထဲမှာအိတ်မယ်ဈေးကအိမ်သားမှာတက်မယ်ပန်းချင်းချမယ်ဆရာကြီးညနေဆောင်သွားတော့အခါမှာသူတို့လက်ထက်မှာ5-6ဝက်1000ချသွားပြီဆန်လေးတစ်လုံးဝယ်မယ်ငါးလေးဝယ်မယ်ရက်ွက်ထဲပြန်လာတယ်မနေ့ကပေါင်တဲ့ဆောင်ကိုရွေးရမယ်ညကြချမ်းပါဘူးပြော400အတိုးက40ကျွန်တော်တက်ဆာစကားပြောပြရသည်6ကကျွန်တော်ဗမာမိတ်ဆွေများကျွန်တော်အမျိုးတွေတွေ့ရတယ်ပဲကျွန်တော်ကြည့်ရင်းနဲ့လေတို့လူမျိုးတွေဆင်းရဲပြီဆိုရင်အမရေစိတ်ကဘာမှာအမေရိကန်မှာဆင်းရဲတာကဇိမ်ခံကားမရှိတာဟုတ်မှာဆရာခြံကြီးနဲ့မနေနိုင်တာဆရာရဲ့အစားအသောက်ပြည့်စုံနေသွားတိုက်ဆေးရှိတယ်ဆရာရဲ့တို့ဗမာအမျိုးသားတွေဆင်းရဲပြီဆိုတော့စောင့်ပေါင်ပြီးငါခွေးငါကွာစိတ်တို့နိုင်ငံကွာနာကြည့်လိုက်တာကွာကျွန်တော်ကိုသိန်းဝင်ရခမတ်ဒီကလုပ်ငန်းကိုဗျာဆရာရဲ့ကျွန်တော်စားဝင်ရေးလုပ်ရတာဆရာအတိုးမယူနေပေါ့ဗျာလို့မယူရင်ကျွန်တော်ဘာရည်တည်မလဲဆရာရဲ့ကျွန်တော်အတိုးလေးနဲ့စားတာလေကျွန်တော်လည်းစိတ်မချမ်းသာဘူးဆရာကိုသိန်းဝင်ဟာကျွန်တော်နိုင်ငံမှာဒီစောင်းပေါင်းပြီးတော့40ပေးပြန်သွားထမင်းလေးရှက်အခုညအိတ်ကြဆောင်လေးနဲ့မလက်လာ400ချောင်းတချို့ကဒန်အိုးတွေဆရာကြီးသွားကြည့်ဆရာပြန်ရွေးတယ်ဆန်လေးနဲ့ချက်လိုက်တယ်စလုံးလည်းပုံချတယ်ငါးလေးတွေငုတ်သီးလေးတွေပါလေးတွေနန်းမင်းလေးနဲ့ဖွေးလိုက်တယ်စလုံးလည်းပုံချတယ်အိုးဆေးထားတယ်လေမြန်တော့စားရတယ်အိတ်ကြတယ်မနေ့အဲ့ဒန်ကိုပြန်ယူလာတယ်ရော့200ပေး200လည်းပြန်ထွက်သွား6သူ6သားများမှာအဲ့တော့သိုးသူတော့ရှိချင်မှရှိမယ်ပေါ့သို့တော့ကျွန်တော်ကစာရေးဆရာပြီးကျွန်တော်လျှောက်သွားတဲ့အခါကျတော့အလွန်တရာစိတ်ညစ်စရာကောင်းတာပဲဘိုးကျောင်းဆန်းတွေ့တဲ့လူခင်ဗျားတို့ကကိုသားချိုစာရေးဆရာပြီး40တဲ့စွတ်ကြဲကြိုင်းပြန်တဲ့မတို့မထင်နဲ့နော်တကယ်ခက်လာပြီဆိုရင်မတို့ရန်ကုန်ကကျေးဥဆောင်ရှိမှာခက်လေးလေးကြွကြွကလေးနဲ့အကိုကြီးတောက်တာကြံလာပြီးတော့မတောင်းဘူးလားကဲကျေးဥတောက်တဲ့ဆိုင်မှာလေအကြံလေးလေးနှုံချတာတောက်နေရတာဟာတို့လူမျိုးကွာထားပါတော့ဘိုးကျောင်းဆန်းတာတွေ့ပြီလေမင်းအိမ်မရှိဘူးလားဟုတ်ကဲ့ဘိုးကျောင်းကျွန်တော်မရှိလို့ဘာလို့လဲထင်လဲကျွန်တော်ခုနချွတ်မဲ့အိမ်အနှွေးအိမ်တိုက်ပုံမဟုတ်ဘူးဟေ့အောင်ရော့မိုက်တဲ့နတ်မောက်သားအောင်ဆန်းဥဖတော်စုသားအညာသားမိုက်နေတာဘဝင်မြင့်တာလည်းမရှိဘူးငါပါကွာငါတက်မတော်သားတင်နာပရိကွာငါနံပါတ်1ကွာတိုက်ပြီကောင်းဆောင်ဘာညာမရှိဘူးလမ်းဘေးအကျော်တဲ့ဆင်းပြီးတော့မှဟေ့အောင်ငါယူမစိုးဘယ်သူကယူမှာလဲဘိုးကြီးကျွန်တော်မဝှချင်ဘူးဘိုးကြီးဟေ့အောင်ယူလို့ပြောနေရလေနတ်မောက်သားရဲ့စိတ်ကကြည်သားဟန်ဆောင်လာမဟုတ်ဘူးနော်ကျွန်တော်မဝှချင်ဘူးမိမလှည့်ကြည့်တော့မိမလည်းမျက်ရည်နဲ့ကြာနေငွေအကျော်တဲ့ဒေဝီတန်းလိုက်နဲ့စွင်းချလို့ရောင်းမကြီးနေလင်မယားနဲ့လှမ်းကြည့်တဲ့မျက်လုံးတွေရဲ့အတိတ်ပြပါလဲဆိုတော့နင်းနဲ့ငါနဲ့ညားပြီးတော့ရန်ကုန်တက်လာတာဒုက္ခတွေနဲ့တို့မေတ္တာတရားတို့ဂရုဏာတရားတို့ဘယ်တော့မှမတွေ့ခဲ့ဘူးနိဖက်ကမိတွေဖတွေနိတဝမ်းခွဲနှမခွဲတွေရအောင်နှုတ်စီဘူးနှလုံးပေးဘူးလားဆန်လေးမပေးဘူးပါဘူးငါဘက်ကရောရောင်းမတကောငပိလေးတကောစီလေးတမှုတ်ထမင်းဆိုလို့ထည့်ပေးဘူးသလားလောကကြီးမှာမေတ္တာတရားတို့ဂရုဏာတရားတို့စာနာထောက်ထားတာတို့မရှိဘူးထင်ကြတာယောက်ျားကြီးအခုတွေ့မြတွေ့တော့နတ်မောက်ကဘုံချုံအစမ်းနဲ့ကျမတို့လင်မယားနဲ့တော့တွေ့ကြပြီယောက်ျားရဲ့ငိုးနေတာတဲ့တော့ပါယူလိုက်နေတဲ့ဘုံချုံကြီးပေးနေတာ
ကျွန်တော်မယူချင်ဘူးဗိုလ်ချုပ်ကအကိုကြီးတယောက်ကညီလေးကိုဆူတဲ့အတိုင်းပဲဒီအညာသားဒီနားမလှမ်းမကန့်လူရဲ့နှလုံးသားကြည်စမ်းနှလုံးသားအာဟာရတွေဟေ့အောင်မယူလို့ပြောနေရတော့ငါသေးမသိချင်လို့လားငါတီးရလို့လေဒီတယ်မှာမချမ်းနေမယ်အေးလို့သေသွားကျင်တာလေရော့ဆိုပေးလိုက်တော့ပဲ့သားကြီးနဲ့လောက်ဆွတ်လိုက်ပြီးတော့မေးလို့ဝတ်ထားသိကျင်လားမင်းရှင်နဲ့အသေးနဲ့ပေးနေတာဓာတ်ပုံရိုက်နေလို့ပေးတာမဟုတ်ဘူးအမျိုးသားကောင်းဆောင်ဗိုလ်ချုပ်ဆန်းကစဉ်းစားလေးရတနာညတာတော့အဖြစ်အိမ်ညာပေးနေဖို့မဲပြုံးပေးပါဗျာအဲ့လိုမဟုတ်ဘူးအကိုတို့အဲ့လိုမထင်နဲ့ဗီဒီယိုကင်မရာတွေနဲ့ဟာရိုက်ပြီးတော့ဟောအကျဉ်းသားကြီးတော့ဟာတို့ဗိုလ်ချုပ်မဲမဟုတ်ဘူးဘယ်သူမှမရှိဘူးဘယ်သူမှမရှိဘူးပေးကြလို့ပေးတာကဲရော့ဆိုပေးချလိုက်မှာပတ်ရသားနဲ့ဝုံဆိုကားပေါ်တက်ကြော်စိန်ဟိအောင်မောင်းဆိုတော့ဗိုလ်ချုပ်ကဒရိုင်မာတက်ကြကြီးကြော်စိန်ကိုစင်ကြီးတက်ကြကြီးကြော်စိန်လေနောက်ကဗိုလ်ထွန်းလာမောင်းရိုးငိုလိုက်တာမတဲ့တန်းနဲ့တော့ဘာဖြစ်နေလဲတော့မိမကလေဘာဆို့နေပြင်ထဲမှာမြေတိုးလိုက်အေးငိုကြည့်လိုက်တိုင်းပြည်ကောင်းဆောင်တယောက်လမ်းဘေးကပြည်သူလူထုတယောက်ပေါ်မှာဒါတော့မေတ္တာတရားကြီးမှတဲ့တိုင်းပြည်ရှိသလားပေါ့ကြည့်ကိုလိုက်ပြုတ်လေတက်မတော်ရဲ့ထိတ်တန်းကောင်းဆောင်အစိုးရအဖွဲ့ရဲ့နံပါတ်1ပုဂ္ဂိုလ်ကလမ်းဘေးကလူထုတယောက်ကစားဝတ်နေရေးနဲ့ရာသီဥတုဒဏ်တွေရဲ့တောကဒုက္ခတွေအပေါ်မှာစာနာထောက်ထားတဲ့စိတ်ကဒီကဘာမှာရှိသလားမကြည့်ကိုလိုက်ငိုနေတာကဘာဘောကခေါင်းဆောင်အသီးသီးမှာအဲ့စိတ်တွေရှိကြသလားဒီအိတ်မမချင်ဘူးလဲသေးလိုက်6သားတွေလဲသေးလိုက်မောင်သားချိုလဲသေးလိုက်ညီမညိုလဲသေးလိုက်ဒေါက်တာနှစ်မှုလဲသေးလိုက်ဘယ်သူမှအဲ့စိတ်မရှိမှလေဘယ်သူလဲဆိုတော့ကျွန်တော်မသိဘူးကျွန်တော်ပေါ့ဗျာထားလိုက်ပါတော့နော်မရှိဘူးဗျာဟုတ်တယ်မလားဆိုကြည်ကွဲစရာကြီးအဲ့ဒီစိတ်ကိုကျွန်တော်မေးကြည့်တယ် psychology ဌာနဆရာတွေကိုဆရာအဲ့ဒါဘာစိတ်လဲဆိုအဲ့ဒါ sympathy လေခင်ဗျားပြောတဲ့ sympathy လေစာနာစိတ်လေကိုယ့်လောက်မပြည့်စုံတဲ့တတ်တော့ကွာရှောက်လေးအကျိုးလေးနဲ့အဖေမရှိရှာဘူးမင်းမရှိရှာဘူးငှက်လေးကလက်မရှိဘူးမေခိုးလေးကစကားမပြတ်တတ်ဘူးသသနာလို့ကြက်တီလေးလေးကိုတနာပါတယ်မိမိရဲ့မိမိသားခွေးလေးကိုတနာလို့ဒါလောက်အခြေခံစိတ်ကုံကပြည့်နေတဲ့အောင်ဆန်းဖတ်တဲ့အခါကျတော့ခုနကဗျာလေးတွေဖတ်တယ်ကြက်တီရွေးရွှေခဲကြက်တီရွေးထားလိုက်တော့ရှေ့လို့ပါပကလေးပုတုသူစကားဟူထားလိုက်တော့ဘိုးကျောင်းဆန်းကြောင်ဖတ်လို့ဟာကောင်းလိုက်ဒီစိတ်တွေပေါ်လာအောင်ငါတို့ဒီဆောင်းသားတွေကဒီကြပြားတွေကပေးတာလားအခြေခံစိတ်ကဒါလားကျွန်တော်တို့နှလုံးသားတွေပြောင်းလဲမဟုတ်ဘူးလားအေးဘောဟိုတမီးတကယ်ကြီးအဖေမရှိရှာဘူးတမီးတကယ်ကြီးညှတာနော်အရင်ထားသမီးမလေးကဟင်းလေးတွေပါတက်ဝက်ကျွေးတဲ့တကယ်ကြီးနော်တမီးကိုယ်တကယ်ကျွေးနော်တမီးညှတာမယ်မိတော့တုံတင်ရကျွန်တော်တို့ဟုတ်တယ်မလားသမီးတကယ်ကြီးမုံဘုံမပိုင်လေမုံဆိုင်သွားတဲ့ခါဝိုင်းကျွေးနော်နင်းတကယ်ကြီးကလေဖေရောင်းမြေမရှိတော့လို့အတော်နဲ့နေရတာသမီးရဲ့သူ့ကိုနော်စင်ကြောင်မလုံးနဲ့နော်စသည်ချင်းအကိုကြီးတို့အမကြီးတို့စဉ်းစားပါဦးဒီစိတ်တွေတွင်းပေးတာကျွန်တော်လူစိတ်တွင်းတာမဟုတ်ဘူးလားစောင့်ချောက်ကြဟဲ့အဲ့ဒီစိတ်မျိုးကိုဝင်လာအောင်ကျွန်တော်တို့စားတော့ဟင်းလျာရှိပါသလားကျွန်တော်တောက်ပြန်မင်းနေတာစက်သားစားလို့ရသလားအမဲကင်စားလို့ရသလားစစ်ကင်စားလို့ရသလားကိုတို့ဖာလူလာတောက်လို့ရသလားကျွန်တော်ပြောပါဦးဘယ်လိုအားစေးတောက်ရင်အဲ့စိတ်တွေဝင်မလဲမင်းမျိုးညချမ်းကညမလေးတွေကျွန်တော်အဲ့တိုင်မေးခဲ့တယ်မရစေရဘူးလို့ကဲအဲ့လိုကြပြားလေးတွေအဲ့ဒီစာလေးတွေအောင်ဆန်းအကြောင်းလေးတွေဖတ်တဲ့အခါကျတော့မှဒီစိတ်ဝင်လာတာနှလုံးသားအာဟာရစိတ်တက်ခွန်အားတွေလူလူချင်းဌာနထောက်ထားတယ်ခုနစန်းရထွန်းထွန်းတချင်းကိုကြားသလိုပေါ့ကိုယ့်ရဲ့ကိုယ့်ရွာကိုယ့်စာတိမြေကိုလွမ်းဖို့ဆွေးဖို့တတိယဖို့ကိုယ့်ဆရာသမားကိုယ့်မိဘကိုယ့်ငယ်တငယ်ချင်းတွေဆင်းရဲနေပြီကိုယ်ကချမ်းသာနေပြီအမေရိကန်မှာအင်္ဂလန်မှာရန်ကုန်မှာ6မှာတခုခုမှာငါ့ရွာလူတွေနွမ်းပါလို့ငါတို့စောင့်ရှောက်မယ်ဆိုစိတ်မျိုးတွေပေါ်ဖို့အကိုတို့ဘာစားမှာလဲကြက်သားကြော်စားမှာလားမရဘူးကိုတို့